ညတန်းကောင်မှသာပေါ်လာတဲ့ရွာအပိုင်းလေးခေါင်းလောင်းတိုင်အောက်ကရွှေ့ဝက်ချက်ညလေးကတဖြည်းဖြည်းပိုအေးလာနေလေရွာထဲမှာမီးရင်တွေအများကြီးမရှိတော့ဘူးအလင်းတွေကမီးလုံးလေးတွေလိုမှိန်လာနေတယ်ခင်မောင်လင်းလမ်းလယ်မှာတိတ်တိတ်ရှောင်နေတယ်သူ့နောက်မှာမင်းကြီးလိုက်လာနေတယ်အိမ်အဟောင်းကြီးထဲကသူ့နဲ့တူလေးလူကတော့နောက်မှမလိုက်လာဘူးဒါပေမဲ့သူ့စကားတွေကခင်မောင်လင်းရဲ့စိတ်ထဲမှာအမြဲပြန်ကြားနေတယ်ဒီရွာကိုထိမလားဒါမှမဟုတ်ဒီရွာကိုအဆုံးသတ်မလားခင်မောင်လင်းညနေမှာအနေငယ်မတည်ငြိမ်ဘူးလမ်းရှိမှာခေါင်းလောင်းတိုင်ကြီးတစ်ခုကိုမြင်လာတယ်ရွာလယ်မှာအငြဲရဲရောက်နေတဲ့တစ်သားတိုင်ကြီးတိုင်ပေါ်မှာတန်ခေါင်းလောင်းကြီးတစ်လုံးချိတ်ထားတယ်အဲ့ဒီခေါင်းလောင်းကခဏခဏအတန်ထွက်ခဲ့တာပဲသူအနီးတို့လမ်းလာတဲ့အခါခေါင်းလောင်းတိုင်ပက်ပက်လဲမှာအလုံးဟောင်းနေကြောက်တုံးကြီးရှိနေတယ်ကြောက်တုံးကြီးမှာစားတဲ့ချို့ကောက်ညွတ်နေထိုးထားတယ်ခင်မောင်လင်းနီးကကတ်ကြည့်လိုက်တယ်စားတွေကအရန်ဟောင်းနေပြီးအချို့နေရာတွေမှာဖြတ်သွားပြီဒါပေမဲ့စားတဲ့ကြောင့်ကိုသူဖတ်နိုင်တယ်ဒီနေရာမှာအချိန်ကိုခြုံနှံထားသည်သူနောက်ကနေမိန်းကလေးအထန်တိတ်နဲ့ပြောလိုက်တယ်ဒီနေရာကအစာခင်မောင်လင်းသူမဘက်ကိုလှည့်ကြည့်လိုက်တယ်ဒီရွာဘလို့စတင်ခဲ့တာလဲမိန်းကလေးခဏတိတ်နေပြီးပြောလိုက်တယ်ဒီရွာဟာအရင်ကတကယ်ရွာဒီရွာပဲလူတွေအများကြီးနေထိုင်ခဲ့တယ်ဒါပေမဲ့တနေ့မှသူမအထန်နဲ့နှိမ်သွားတယ်တယောက်အချိန်ကိုထိန်ချုပ်ဖို့ကြိုးစားခဲ့တယ်ခင်မောင်လင်းမေးလိုက်တယ်ဘသူမိန်းကလေးခေါင်းကိုအနှဲငယ်ခါလိုက်တယ်ဘသူလဲဆိုတာမသိဘူးဒါပေမဲ့သူကဒီရွာကိုအသုံးပြုခဲ့တယ်အချိန်ကိုမရက်တတ်နိုင်ပေမဲ့သူအချိန်ကိုဒီနေရာမှာလှက်ပတာလုပ်ခဲ့တယ်ခင်မောင်လင်းတိုင်ကိုကြည့်လိုက်တယ်ဒါဆိုဒီခေါင်းလောင်းတိုင်ကဟုတ်တယ်မိန်းကလေးပြောလိုက်တယ်ဒီနေရာကအချိန်ဆက်ဝိုင်းရဲ့အလဲလေတိုက်တိုင်ကအနှဲငယ်ပြင်းလာတယ်ခေါင်းလောင်းကအနှဲငယ်လှုပ်သွားတယ်ကလင်းအတန်တစ်ခုထွက်လာတယ်အဲ့ဒီအတန်နဲ့အတူခင်မောင်လင်းရင်ထဲမှာတစ်ခုပြောင်းလဲသလိုခံစားရတယ်သူ့စိတ်ထဲမှာမမြင်ဘူးတဲ့ပုံတွေပေါ်လာတယ်ရွာဟောင်းလူတွေပြေးနေကြတယ်မိုးကြီးရွာနေတယ်တယောက်ခေါင်းလောင်းတိုင်အောင်မှာရပ်နေတယ်ပြီးတော့ခေါင်းလောင်းကိုတစ်ချက်ခောက်လိုက်တယ်ဒုံခင်မောင်လင်းခေါင်းကိုတစ်ချက်ကောက်လိုက်တယ်ပုံဒီပြောက်သွားတယ်ဒါဘာဖြစ်တာလဲမိန်းကလေးတိတ်ပြောလိုက်တယ်ဒီနေရာမှာအချိန်ရဲ့မှတ်ညက်တွေကျန်နေတယ်ခင်မောင်လင်းတိုင်အောက်ကိုကြည့်လိုက်တယ်အဲ့ဒီနေရာမှာတေးသေးလေးတကားလေးရှိနေတယ်တည့်ရဲနဲ့ဖုံးထားတဲ့အဖုံးလိုပဲဒါပါလဲမိန်းကလေးမျက်လုံးကျဲသွားတယ်အဲ့ဒါကိုမဖွင့်နဲ့ဘာကြောင့်လဲအဲ့ဒါကသူမစကားကိုမပြီးခင်နောက်ကနေအတန်တစ်ခုကြားလာတယ်အဲ့ဒါကအဆုံးရဲ့တကားခင်မောင်လင်းလက်ကြည့်လိုက်တယ်အဲ့ဒီလူလားသူ့နဲ့တူတဲ့လူကခေါင်းလောင်းကင်နားကိုရှောက်လာနေတယ်သူ့မျက်နှာမှာအေးဆေးပြုံးနေတာပဲမင်းနောက်ဆုံးနေရာကိုရောက်လာပဲခင်မောင်လင်းမေးလိုက်တယ်ဒီအောက်မှာဘာရှိလဲအဲ့ဒီလူပြောလိုက်တယ်ဒီရွာကိုဖန်တီးထားတဲ့အချင်းဆက်ဝိုင်းမင်းအဲ့ဒါကိုဖြတ်နိုင်တယ်မိန်းကလေးချက်ချင်းပြောလိုက်တယ်မလုံနဲ့အဲ့ဒီလူဆက်ပြောတယ်ဒါပေမဲ့မင်းဖြတ်လိုက်ရင်တော့သူခဏတိတ်ပြီးပြောလိုက်တယ်ဒီရွာထဲမှာပိတ်နေတဲ့လူတွေအားလုံးပျောက်သွားမယ်ခင်မောင်လင်းရင်ထဲမှာတင်းတိမ်သွားတယ်ဒါဆိုမဖြတ်ရင်တော့အဲ့ဒီလူပြုံးလိုက်တယ်ဒါဆိုမင်းဒီရွာကိုထိန်းရမယ်ငါဟုတ်တယ်အချိန်ဆက်ဝိုင်းကိုထိန်းဖို့လူတယောက်အမြဲလိုတယ်အခုဒီငါထိန်းခဲ့တယ်သူခင်မောင်လင်းကိုတိုက်ရိုက်ကြည့်ပြီးပြောလိုက်တယ်ဒါပေမဲ့အခုမင်းရဲ့အလက်မင်းကလေးမျက်လုံးတိကြောက်စိမ့်နဲ့ပြောလိုက်တယ်မယုံနဲ့သူအမြဲတမ်းဒီလိုပဲပြောတယ်ငါလည်းအရင်ကဒီလိုပဲလာခဲ့တာခင်မောင်လင်းမေးလိုက်တယ်မင်းလဲသူမကောင်းညိတ်လိုက်တယ်ငါလည်းဧည့်တယ်ပဲဒါပေမဲ့ထွက်မသွားနိုင်တော့ဘူးလေတိုက်တန်ပိုပြင်းလာလေအရှိဘက်မှာနေအောင်အနှဲငယ်ထွက်လာနေတယ်မနဲ့လင်းတော့မယ်အဲ့ဒီလူတိတ်ပြောလိုက်တယ်အချိန်မကျန်တော့ဘူးမဲဆုံးဖြတ်ရမယ်ခင်မောင်လင်းခေါင်းလောင်းတိုင်အောက်ကတိရဲ့အဖုံးလေးကိုကြည့်လိုက်တယ်အဲ့ဒီအောက်မှာဒီရွာရဲ့အဆုံးရှိနေတယ်ဒါမှမဟုတ်ဒီရွာရဲ့အနာဂတ်မိန်းကလေးတိတ်ပြောလိုက်တယ်မင်းဘာဆုံးဖြတ်မလဲခင်မောင်လင်းအသက်ရှူတစ်ချက်ယူလိုက်တယ်ပြီးတော့သူလက်ကိုတိရဲ့အဖုံးပေါ်တင်လိုက်တယ်အဲ့ဒီအချိန်မှာခေါင်းလောင်းကြီးတစ်ချက်အားနဲ့လှုပ်သွားတယ်ဒုံရွာထဲကအရာအောင်လုံးတစ်ချက်လဲတိတ်သွားတယ်ခင်မောင်လင်းအဖုံးကိုတခီးပြီးဖွင့်လိုက်တယ်အဲ့ဒီအောက်မှာအလင်းတစ်ခုထွက်လာတယ်ဒါပေမဲ့အဲ့ဒီအလင်းထဲမှာသူမြင်လိုက်တဲ့အရာကသူလုံးဝမဖြောလင့်ထားတာပဲဖြစ်နေတယ်